Hello Thailand ထိုင်းနိုင်ငံမင်္ဂလာပါကျွန်တော်တောင်တက်နေပါပြီဒါကတော့ငါးမျက်နှာဖျားပါထိုင်းနိုင်ငံကနာမည်ကြီးဖျားတဆူပါမြန်မာတွေအသွားများပြီးတောင်ပေါ်မှာရှိတဲ့ဖျားတဆူလည်းဖြစ်ပါတယ်နောက်ပြီးတော့ဒီလိုမျိုးပန်းကင်းကြီးနဲ့နေရာလျက်စစ်ထုတ်တဲ့နေရာတွေကိုရောရောက်ခဲ့ပါတယ်ဒီနေ့အဲ့နေရာတွေကိုကျွန်တော်အခမဲ့သွားခွင့်ရခဲ့တယ်ဆိုရင်ယုံလားဘာကြောင့်ဖြစ်မယ်လို့ထင်လဲမင်္ဂလာပါအကြောင်းကတော့ထိုင်းဘာသာစကားသင်ပေးတဲ့ဆရာမိုးမြင့်ကသူ့ကျောင်းသားတွေနဲ့အတူအခမဲ့ခီးပို့ပေးလို့ပါကားတစ်စီးလုံးကိုငှားပြီးတော့အယောက်40လောက်ပြပြပပသွားခွင့်ရခဲ့တာပါဘလို့သွားရလဲသိကျင်သူတွေအတွက်ကားကြီးကတောင်တက်လို့မရတော့တောင်ကြီးမှာကားလေးထပ်ပြောင်းရပါတယ်ဒီကားလေးနဲ့ပဲတနေ့ကုန်လဲခဲ့ရတာပါဒါကတော့မြန်မာတွေအသွားများတဲ့ငါးမျက်နှာဖျားပါတောင်ပေါ်မှာဆိုတော့ရှူကင်းကတော့အတော်လှပါတယ်မြန်မာဆိုတာထက်မွန်လူမျိုးတော်တော်များများလာတာတွေ့ရပါတယ်ငါးမျက်နှာဖျားတီထားတဲ့ပုံလေးစကားလေးနဲ့ရှင်းပြမယ်နော်ဒီတောင်ပေါ်မှာလူမျိုးတောင်အကူကြီးမှာပေါ့နော်အဲ့လိုစုံတက်ပညာနဲ့အဲ့လိုမီးလိုမျိုးပါလို့လေအဲ့လိုလူတွေမှာရှိတယ်အဲ့လိုမျိုးကျွန်တော်ဒီရာသားတွေကပြောကြတာများတော့ဘရင်နာကိုရောက်သွားတယ်အဲ့နဲ့ဘရင်နာကိုရောက်သွားပါပေါ့နော်ဘရင်နာရောက်သွားတဲ့အခါမှာဘရင်ကနေပြီးတော့ဒါလာကြည့်3နှစ်ကျော်ပေါ့3နှစ်ကျော်လာပြီးတော့စောင့်ကြည့်ဒီဖျားကြီးတဲမဲ့တောင်အဲ့တောင်ကိုနဲ့မနေ့ချင်းဆိုင်ဘက်မှာသူကထိုင်ပြီးတော့ကြည့်ရအဲ့ဒီမှာတွေ့တာပေါ့တွေ့တဲ့အခါမှာသူကဖျားတင်လိုက်တားရတာသူသွားပြီးစောင့်ကြည့်တဲ့ခါမှာလည်းထလားကြော်တိုင်းမှာအများတန်းအဲ့ဒီမီလုံးတွေ့တော့ကိုယ်တိုင်ယုံသွားတာဒီလိုနဲ့ပန်းကင်းကြီးတဲ့ရောက်သွားပြီပေါ့ကျွန်တော်နဲ့အတူနည်းနည်းခန်းစားကြည့်ပါအောင်နော်ဟိုခုဆိုရင်ပန်းကင်းကြီးကြားထဲမှာရှောက်နေတာဖြစ်ပါတယ်ဟိုတူHello Thailand ထိုင်းနိုင်ငံမင်္ဂလာပါကျွန်တော်တောင်တက်နေပါပြီစဝရီကာ bro မြင်လို့လားဘေးရလေးစစ်ထုတ်တာအခုမှအပြင်မှာမြင်မှုတာပါရှူကွင်းတွေကတော့တော်တော်လှပါတယ်ကျွန်တော်ကတော့အဲ့မှာပြောနေတာပေါ့ဒီလိုမျိုးကျွန်တော်ဒီမှာလေအားလေးစစ်ထုတ်တဲ့နေရာကိုကျွန်တော်တို့ရောက်နေဖြစ်ပါတယ်ဒါကတော့ကျွန်တော်တော်တော်များများသွားကြရပါမြန်မာတွေလည်းတော်တော်သွားကြတယ်ပေါ့နော်အခုဆိုလဲအောက်မှာမြန်မာတွေအများကြီးရှိပါတယ်ဒီအောင်မှာပန်းကြီးပေါ့နော်ကဲဟုတ်ကဲ့ပါဆိုတော့ဒီဘက်မှာတော့ကျွန်တော်တို့ရန်လှပါတဲ့တောင်ကုန်းလေးရှိပါတယ်မြင်ရပါတယ်ပေါ့နော်ရေတကွန်မှာအကြောင်းသားတွေနည်းနည်းကစားတယ်ပေါ့ဒါနဲ့ရေတကွန်ကကျွန်တော်တို့လာတဲ့အချိန်ရေသိမ့်မကြည့်ဘူးโอเคနောက်ဆုံးအနေနဲ့ဒီခရီးကိုလိုက်ပို့ပေးတဲ့ဆရာမုံမြင့်ကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်အခုလိုကျောင်းသားတွေနဲ့အတူတူခရီးထွက်ခွင့်ရလို့အတိုင်းမသိပျော်ရွှင်ရပါတယ်ဒါနဲ့ဆရာစီမှာအခုလိုစာလဲတင်ပျော်စရာတွေလည်းရတဲ့ထိုင်းစာထိုင်းစကားသင်တန်းတွေဖွင့်ထားတယ်နော်ထိုင်းကျောင်းတက်ချင်သူတွေကိုလည်းထိုင်းကျောင်းထားပေးနေပါပြီဆရာအကောင့်ကို comment မှာချပေးထားမယ်နောက်မှပြန်တွေ့ကြတာပေါ့အားလုံးပဲ bye bye